ကိုရန်ဆိုင်ထားတဲ့ကိုင်းခင်းကျင်သီးတွေကိုခူးပြီးချက်စားပါမယ်ခရမ်းကျင်သီးတွေကိုညှက်ပါတယ်ခူးပါတယ်ချမောင်ကင်းနဲ့သွားပြီးပေါက်နေတဲ့နာမည်ကိုနှုတ်ပါတယ်ပြီးရင်တော့အရှင်တီကိုခရမ်းကျင်သီးပန်စီကျော်ကိုပေးရပွဲအခမ်းအနားကျင်းပလိုက်ပါတယ်အရှင်တီကလည်းရွေးစင်ခရမ်းကျင်သီးကိုရွေးပြီးရေးစေးပါတယ်နာမည်ကိုလည်းရေးစေးပါတယ်ပြီးရင်တော့ခရမ်းကျင်သီးကိုအညာချွေပါတယ်အညာချွေပြီးတော့မိခင်ပါတယ်ကင်းနဲ့နွမ်းလာရင်ဟိုဘက်ဒီဘက်လှမ်းမယ်ခရမ်းကျင်သီးတွေအကုန်နွမ်းလာရင်တော့အနက်ရတာပုတ်ကောင်းစီဖို့စက်တုံဖြူနဲ့ငရုတ်စင်းကိုလည်းမိခင်ပါမယ်အော်ပြီးတော့ငပီစညာလေးပါသေးတယ်အနံလေးတွေမှုေးလာရင်ရပါပြီမိဖို့ဘောကချမယ်ပြီးရင်ငရုတ်စုံတွေကိုစက်တုံဖြူထည့်မယ်ငရုတ်သီးစိမ်းကိုအညာချွေထည့်မယ်စားနဲ့ထည့်မယ်ငပီထည့်မယ်ပြီးရင်ထောင်းပါမယ်ထောင်းပြီးရင်ခရမ်းကျင်သီးတွေကိုအခွန်ခွာထည့်ပါတယ်ပြီးတော့ဆက်ထောင်းပါတယ်အနှစ်ကလေးရလာပါပြီအရသာမီးရဲ့အပေါ့ငံလို့တို့ပြန်တယ်အချုံမုံအနှဲငယ်ထည့်တယ်မှုေတယ်ပြီးရင်ကမ္ဘာအနံဆုံးအရွက်ကြီးကိုညှက်ထည့်လိုက်ပါတယ်ပြီးတော့ထပ်မွေတယ်နောက်ဆုံးတော့ခရမ်းကျင်သီးပန်ရွှေပြောရပါပြီခရမ်းကျင်သီးစိုက်ထားရင်ခူးပြီးလှုပ်ရှားကြည့်ပါအရသာစားကောင်းပါလေရှင်